view နှစ်သိန်းရတဲ့ video content မှာ RPM က 0.5 ဆိုရင် content creator ကဒေါ်လာ100လောက် earning ရနိုင်တယ်တကယ်လို့ RPM က1ဆိုရင် content creator ကဒေါ်လာ200ရနိုင်တယ် RPM က content creator ရဲ့ income ကိုစားနယ်လဲတက်စေသလိုစားနယ်လဲကျစေနိုင်တယ်ပေါ့နော် test တွေ platform တွေကနေပြီးတော့ဖြတ်တာတွေတော့မပါသေးဘူးပေါ့နော်ကိုယ့် content video က million view တွေထိရတယ်ရန် engagement တွေလည်းဖြစ်တယ်ဒါပေမဲ့ earning ကနည်းနေတယ်အဲ့ဒါကကြတော့ RPM နဲ့လည်းဆိုင်တယ်ဘယ်လို content တွေဆိုရင် RPM မြင့်တယ်ဘယ်လိုမျိုးတွေလုပ်မယ်ဆိုရင် RPM များများရနိုင်တယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာပြပြပေးမယ်ပထမဆုံးအနေနဲ့ဆိုရင် niche ပေါ့နော်ကိုရွေးချယ်ထားတဲ့ content အကြောင်းအရာနေပြီးတော့စပြီးပြောလို့ရတယ် RPM ကအဲ့ဒါနဲ့လည်းဆိုင်တယ်ပေါ့နော် finance တွေ investing cash review တွေ business နဲ့ဆိုင်တဲ့အကြောင်းအရာတွေ productivity education တွေ skill set အစတွေကိုသင်ပေးတဲ့ content အဲ့ဒါတွေအဲ့အကြောင်းတွေပါတဲ့ content တွေဆိုရင် RPM များတယ်ဘယ်လို content တွေ RPM နည်းလဲဆိုရင် comedy memes တွေ entertainment vlog တွေ daily lifestyle vlog တွေ prank တွေ challenge တွေစားတွေဆိုရင်တော့ RPM ကနည်းတယ် view တွေအများကြီးပြီးတော့ content creator ရတဲ့ earning ကနည်းနေရဆိုတာဒါရင်းနဲ့လည်းဆိုင်နေပေါ့နော်နောက်တစ်ချက်ဆိုရင် long form content တွေက RPM ပိုပြီးမြင့်တယ်ဘာဖြစ်လို့လဲဆိုတော့ long form content တွေကကြော်ညာတွေကိုဒီ pre-roll mid-roll post-roll ဆိုပြီးတော့ကိုယ့်ရဲ့ content ပေါ်မှာ platform ကပေးတဲ့ကြော်ညာပြနိုင်ခြင်းကပိုပြီးများတဲ့အတွက်ကြောင့်ဖြစ်တယ် viewer ကကိုယ့်ရဲ့ content ကိုအချိန်အများကြီးကြည့်သွားဆိုရင်ကိုယ့်အနေနဲ့ watch time တက်လာမယ်ထို့တူပဲ earning ကလည်းများလာမှာဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ဆိုရင် professional thumbnail တွေဥပါတဲ့ title တွေအစတွေကိုသုံးပေးတင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ thumbnail တွေ title တွေကိုကြည့်ပြီးတော့ viewer ကပိုပြီးတော့ကြည့်မယ်ဆိုရင်ကိုယ့်အနေနဲ့ view ပိုပြီးတော့ရနိုင်တယ်CTR လို့ခေါ်တဲ့ click through rate များလာတဲ့အတွက် viewer ကပို့ပြီးတော့များလာတဲ့သဘောဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ဆိုရင် RPM မြင့်တဲ့နိုင်ငံတွေကို aiming လုပ်တင်တယ်ပြောရရင် USA UK Canada ဒီနိုင်ငံတွေကကြောက်တော့ RPM မြင့်ဆုံးနိုင်ငံတွေလို့ပြောလို့ရတယ်ဒီ RPM အနေနဲ့က viewer ကြည့်လိုက်တဲ့ location ရဲ့ GDP နဲ့လည်းဆိုင်တယ်ပေါ့နော်ဒီလို RPM မြင့်တဲ့နိုင်ငံတွေကို aiming လုပ်ဖို့ဆိုရင်ကိုကမြန်မာ content တင်တယ်ဒါပေမဲ့ English subtitle ထိုးပြီးတော့ဒီ international viewer aiming လုပ်တာမျိုးမြန်မာ content ကို GDP များတဲ့ location မှာရောက်နေတဲ့မြန်မာကြည့်ရင်လည်းရတယ်ပေါ့နော်နောက်ဆုံးတစ်ချက်ဆိုရင်ဒီ RPM ကကိုတင်တဲ့ platform ပေါ်မှာလည်းအများကြီးမူတည်တယ်ပြောရရင် YouTube ကတော့အများဆုံးဖြစ်တယ် YouTube RPM rate ဆိုရင် $0.5 နေပြီးတော့$50လောက်ထိကိုပေးတယ်ဘာလို့လဲဆိုတော့ YouTube ရဲ့ edit system အရင်ကောင်းတယ်ပြီးတော့ YouTube ကပုံမှန်အားဖြင့် video ရှည်တွေပဲ viewer က attempt လုပ်တာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ် Facebook ရဲ့ RPM rate ဆိုရင်$0.1နေပြီးတော့$6လောက်ထိရှိတယ်ပြီးတော့ TikTok ရဲ့ RPM rate ဆိုရင်$0.1နေပြီးတော့$2လောက်ပဲရှိတယ်ပေါ့ TikTok ကတော့ RPM rate အနည်းဆုံးဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင် TikTok က fan တွေကိုပေးတဲ့ fan တွေက fix ဖြစ်ထားပြီးသားဖြစ်တယ် view တွေများပြီးမြင်လဲ RPM နည်းတယ်ပေါ့နော် RPM များခြင်းနဲ့ content creator တွေအတွက်ဒီ video ကနေပြီးတော့ key takeaway တွေယူအောင်ဖို့ဆိုရင်ပထမဆုံးအနေနဲ့ content ပုံစံကိုရွေးချယ်ပြီးတော့တင်သင့်တယ် audience ကို value ပေးတဲ့ content တွေကို platform တွေက earning ပို့ပေးတယ်content quality တွေ qualify view တွေကိုလည်းမေးထားလို့မရဘူးပြီးတော့ retention time လို့ခေါ်တဲ့ကိုယ့်ရဲ့ video ကိုအရင်တော့ကြည့်ထားပြီးတဲ့သူကပြန်ပြီးလာပြီးကြည့်ဖို့လည်းအများကြီးလိုတယ်ပေါ့နော်ပြီးတော့နောက်ဆုံးချက်ဆိုရင်တော့ခုနပြောတဲ့ view က location ပေါ့နော်ဆိုတော့ RPM တွေအများကြီးရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ idea တွေရပါပြီလို့ကျွန်တော်ထင်တယ်ဆိုတော့ let's make that impact and thanks for watching